တကယ်ဗျအဲ့ကနေစမှာကျွန်တော် intro ကတကယ်ဘလို့များကန်သွားတာလေကျွန်တော်ပြောပွဲချိုသုံးသက်တဲ့3-1အမှန်ပဲကွက်တီ3-1ဖြစ်သွားတယ်ဒါပေမဲ့နိုင်တဲ့ဘက်က Brentford ဖြစ်သွားတယ်အတိတ်ပဲမရှိဘူးဗျာတကယ်အမိုရင်ပွဲထွက်လာတယ်တကယ်အတိတ်ပဲမရှိဘူးမကွာရအောင်ဘာလို့သုံးတာလဲကျွန်တော်တောက်လျှောက် on နေတာပွဲစတယ်อ่ะမကွာရသုံးလို့မရဘူးမကိုးဝင်မဝင်ငင်နေတာပူ Brentford ကဘယ်လိုပုံစံမျိုးနဲ့အကွက်ထွက်လာမယ်ဆိုတာတီးပြီးသားဘယ်လိုပုံစံမျိုးနဲ့ထွက်လာမယ်ဆိုတာတီးပြီးသားတီယာကိုတို့ပါဘယ်လိုပုံစံမျိုးနဲ့ထွက်လာမယ်ဆိုတာတီးပြီးသားကောင်တာအတက်ကိုဘယ်လိုတိုက်မယ်ဆိုတာတီးပြီးသားအဲ့ဒါယူမကွာရထည့်ထားတယ်အမားကြီးတွေဗျာပြီးတော့โอเคဘယင်နာရှေ့ပိုင်းမှာတော့ဖမ်းတယ်ငကိုနောက်တက်တိယကိုမှဘယင်နာဘလို့မှကိုသမားလုံးလို့မရဘူးဆိုတာကျွန်တော်ပြောတာပြီးတော့အဲ့ဓာတွေက pressure ပြဘယင်နာဟုတ်ပြီပထမတော့သူ train နေပါညာနောက်ပိုင်းကျ pressure ဖြစ်လာတယ်အဲ့ဓာတွေတကယ်ပြီးလို့ရှိရင်ကျွန်တော်တို့အမိုရင်ရောနံပါတ်1ပြောမယ်ဗျာပြီးလို့ရှိရင်ဒုတိယ Bruno Fernandes ကျွန်တော် Bruno ကိုပြောမှကိုရမယ် captain မဟုတ်ဘူးဘောလုံးအသင်းကျွန်တော်အသင်းမှာမရှိတဲ့ဘောလုံးသမားတော့မဟုတ်ဘူးဘောလုံးသမားကျွန်တော်အသင်းမှာရှိတယ် Bruno မကောင်းဘူးတကယ် world class ကိုဘောလုံးသမားဒါပေမဲ့ captain လုံးလို့မရဘူးကျွန်တော်ဒီဟာပထမဆုံးတစ်ခါပြောတာမဟုတ်ဘူး captain လုံးလို့မရဘူးဘာဖြစ်လို့လဲရှင်းရှင်းလေးဟိုကရင်ရှားကြီးနဲ့မိန်းမကြီးလက်ခါးကြားထောက်ပြီးတော့ပြဿနာရှာနေတာပထမပိုင်းမှာတွေကကိုညာတို့ဘောလုံးမပေးလို့တွေကဖြစ်သွားတဲ့ပြဿနာနောက်ဆုံးဒုတိယပိုင်းပြီးကန်ဒီပနန်တီကိုချော်ကန်တဲ့အထိကိုဖြစ်တယ်ချော်ကန်တာတော့မဟုတ်အောက်ကိုကန်တာဘောလုံးကအားလည်းမပါဘူးဘက်လည်းမမှန်ဘူးဒေါင်းလည်းမကြဘူးပနန်တီမကန်ခင်နဲ့ကတီးပြီးသားအဲ့ဒီလုံးကဘရူနိုမကန်ကြီးလွဲတော့မယ်မလားမလွဲတော့ဘူးလားဆိုတော့ကြိုပြီးခံမှန်းလို့ရနေပြီအခုဘရူနိုဝင်မာလားဆိုတော့ကြိုပြီးခံမှန်းလို့ရတယ်သူမကန်ခင်နဲ့ကဘလို့ပုံစံမျိုးနဲ့ဘရူနိုကန်ပြီးဆိုဘလို့ချော့မယ်ဝင်မာလားမဝင်ဘူးလားဆိုတော့တိနေပြီအစောကြီးကပထမပိုင်းမှာကိုညာတို့ဘောလုံးမပေးလို့ဖြစ်သွားတဲ့ပြဿနာအတင်းကပတိန်တယောက်အနေနဲ့အစောကြီးတဲ့ကကျွန်တော်ပြောတာအစောကြီးတဲ့ကဒီပုံစံမျိုးတွေနဲ့ဘလို့လို့အတင်းကိုကောင်းအိုးဆောင်မလဲကျွန်တော်ကကောင်းနေတဲ့အချိန်မှာတော့ဟုတ်တယ်ကောင်းနေလိမ့်မယ်ဟုတ်လားမရှုံးသွားတဲ့အချိန်လဲကြာလဲကြာအောင်အမှန်တကယ်တမ်းကြောင့်ကပတိန်ဆိုတာကရှုံးနေတဲ့အချိန်မှာအသင်းကိုဘယ်လိုမျိုးဆွဲထောင်မလဲအကုန်လုံးခေါင်းကိုင်းစိုက်နေတဲ့အချိန်မှာဘယ်လိုမျိုးအသင်းကိုကိုလူတွေကိုနောက်ကလိုက်နေတဲ့ကောင်တွေခေါင်းထောင်အောင်လုံနိုင်မလဲဆိုတဲ့လူကမှတကယ်ကပတိန်အစ်စ်လေးဗျာခေါင်းဆောင်ကောင်းတယောက်လေးဟုတ်လားမလားအခုပြီးလို့ရှိရင်ကိုညာအောင်နှစ်ယောက်စလုံးပုံစံကြည့်ရတာတပုံစံနဲ့နှစ်ယောက်စလုံးကတောင်အမေရိကပေါ်တူဂီပုံစံတွေကတပုံစံနဲ့နှစ်ယောက်စလုံးကအခုကအသင်းမှာမိမနှစ်ယောက်ဖြစ်လာသလိုပဲခံစားရတယ်နှစ်ယောက်စလုံးကိုညာကလည်းမကောင်းဘူးဘောလုံးကစကေးတွေနှစ်ယောက်စလုံးကောင်းတယ်ဒါပေမဲ့ပုံစံကနည်းနည်းသူတို့နှစ်ယောက်ကခက်စင်ပုံစံများတကယ်ပြောတာအဲ့ဒါကြောင့်လည်းအပြင်မှာတငယ်ချင်းလိုမျိုးတကယ်ဖြစ်နေတာကိုညာလည်းအဲ့ပုံစံပဲလာတာဘရူနိုလိုပဲတခုခုဖြစ်လို့ချလို့ရှိရင်တယောက်ကမှားပြီးဆို complaint တက်မယ်ဘရူနိုနဲ့သူနဲ့အဆင်ပြေတော့အသင်းမှာသူကိုညာမြင်နေရဗျာ body language တွေကမမှန်ဘူးတခုခုဆိုလို့ရှိရင်ဘောလုံးပြတ်သွားတယ်ဒိုကူလားမသိဘူးဒီဘက်လူရှောလားမသိဘောလုံးပေးလိုက်တယ်ဘောလုံးလေးကိုဖမ်းပြီးထိန်းလိုက်ရုံပဲထိန်းပြီးတော့မှဟိုဘက်ကအတင်း press လို့ပြတ်တယ်ဆိုမပြောဘောလုံးကအခုကထိန်းအောင်မထိန်းနိုင်ဘူး sorry ပြီးတော့ဥစားပြတ်သွားတယ်ဘရူနိုအဲ့ဒါဘာမှမဟုတ်ဘူးစကေးမကောင်းလို့မဟုတ်စိတ်ကဖြစ်နေတဲ့ကိစ္စအဲ့ဒါက complaint တွေတက်ပြီးမကြည်မနှက်တွေဖြစ်နေပြီးတော့အဲ့လိုလည်းဖြစ်သွားတယ်ပြီးတော့သူများကိုလည်းညှိုးလွှမ်းထိုးတယ်အဲ့ဒီပုံစံဘယ်လိုခေါင်းဆောင်ကောင်းတယောက်ဖြစ်မလဲပြီးတော့အမိုရင်ကျွန်တော်ပြောတာထွက်လာတဲ့ပုံစံကဗျာစဉ်းစားလို့မရဘူး Brentford အသင်းကိုBrentford အသင်းဆို Brentford ကိုတော့ပြောတာတော့မဟုတ်ဘူးကန်လို့ရတာတွေအများကြီးပဲထွက်လာလို့ရအဓိကအဲ့မကွာယာကိုထုတ်လာတာတကယ်ကျွန်တော်စဉ်းစားလို့မရဘူးပွင့်လင်းပြောတာမကွာယာဘလုံးမှထဲလို့မရတယ်ပြီးတော့ပြောဒုတိယပိုင်းမှာပြောလို့ထဲအဲ့ဒီအတိုင်းစောကြီးရဲ့လောက်ရမှာဒုတိယပိုင်းပြီးကန်ဒီမှာလောက်တယ်အဲ့ဒီအတိုင်းပထမစလာတဲ့လောက်ရမှာပယ်လာဘလုံးမှပြန်မလိုက်နိုင်တာစဥစားမှာသူတို့နေနေတာကကြတော့ဥစားလိုင်းပါနေဗျာမကွာရဆိုတော့ပွဲပြီးကန်နီးကြမှာသူတို့ဟိုအနောက်မှာ low block ကစားတဲ့အချိန်မျိုးမှာသုံးရတာတကယ် Graham Potter ဗျာကျွန်တော်အဲ့လိုပဲမြင်တယ်အမိုရင်ကိုဒီနေ့ထွက်လာတဲ့ပုံစံကတော့တကယ် Graham Potter အတိုင်းပဲတကယ် Graham Potter ပဲပြောင်းလိုက်တော့တကယ်ပြောတာပုံစံကြီးကထွက်လာတဲ့လူစင်းကဟိုပထမကိုလည်းပေးစရာအကြောင်းမရှိဘူးဒုတိယကိုလည်းပေးစရာအကြောင်းမရှိအဲ့နေရာမှာအစောကြီး delete တာဆိုအဲ့လိုမပေးရဘူး delete လည်းနောက်ပိုင်းမှာပြနေပါတယ်ဒါပေမဲ့အစောကြီးကအဲ့နေရာမှာ delete ဆိုမပေးရဘူးရောလို့ဆိုမပေးရဘူးကျွန်တော်လုံးဝဥစားဖြစ်တယ်ဒီဘက်ကလူတွေအကုန်လုံးပြောနေတာလူတွေဆိုတာကျွန်တော်အစောကြီးကမြင်နေပန်တစ်တွေပြောနေကြတာအကုန်လုံးကပြောနေတရေပေးတယ် Brentford အိမ်ကွင်းမှာပြီးလို့ရှိရင်ဟိုအဲ့ကက်ကပြီးလို့ရှိရင် racket ဗျာအဲ့ penalty လုံးက racket penalty goal ဝင်ကြည့်လိုက် penalty goal ဝင်ပြီးလို့ရှိရင် racket နဲ့တယောက် shot ပြီးတော့ကစားနိုင်အဲ့မှာ2-2နဲ့ကစားကြည့်ဒါမဲ့အဲ့ဒါတွေကျွန်တော်မဖြစ်ထဲအောင်ပြောချင် penalty လွဲတာလည်းမပြောအစာပိုင်းနဲ့ကဖြစ်နေတာပထမပိုင်းမှာ Manchester United ကကျွန်တော်ပြောပြဘာလဲဗျဟိုအမိုရင်က
အခုဘယ်လိုဘယ်နှပွဲရှိပြီလဲ9ပွဲပေါ့နော် Grimsby ပွဲပါဆိုလို့ရှိရင် Man City နဲ့ပွဲမှာအထွက်ပုံစံတွေကလုံးဝမတူဘူးအိမ်ဝင်းထွက်တဲ့ပုံစံနဲ့အဝေးဝင်းထွက်တဲ့ပုံစံလို့ကျွန်တော်ပြောရမယ်ထင်တယ်အိမ်ဝင်းမှာသူတို့ကစားတဲ့ပုံစံ pressing ကပွဲစပိုင်းမှာ2မိနစ်20မိနစ်30မှာသူတို့ pressing လုပ်တယ်ဒီပွဲမှာဆိုလဲ Man City နဲ့ပွဲတော့ထွက်တဲ့ပုံစံပဲ Grimsby တော့လည်းပုံစံ pressing လည်းမလုပ်ဘူးပွဲစမှာတွေကလုံးဝ passive ဗျာအနောက်မှာလည်းမဟုတ်ဗျာ passive အရန်ကစားတာဟို passing ပေးမဲ့ line တွေကို break လုပ်ထားတာအစပိုင်းမှာဒုတိယပိုင်းမှာကန်တဲ့ပုံစံမျိုးကန်ရမှာဒါပေမဲ့ဒုတိယပိုင်းမှာကျတော့အရင်နောက်ကျနေပြီလူတွေကဥစားပြီပထမပိုင်းအစတွေအဲ့ပုံစံနဲ့ကစားရမှာရိုလိုဝင်လာမှာဒက်လီကအလဲမှာအစောကြီးကနေရမှာဘလုံးမလိုက်နိုင်တာတရားကို body ကို body တွေမဟုတ်ဘူးလုံးဝ speed ကြီးအကွာကြီးဒီပွဲကနှစ်ကိုပေးကြအကြောင်းမရှိဘူးစောကြီးတွေကတကယ်ပြောတာကြီးနဲ့ပွဲပြီးသွားလိုက်ဗျာစိတ်မဆိုးဘူးနှစ်ကိုပေးရတာကြီးကစိတ်ဆိုးတာနောက်ပိုင်းမှာပြန်မသွင်းနိုင်တယ်စိတ်မဆိုးဘူးမဆိုးဆိုပေမဲ့ဘရူနိုချော့ကန်တာကိုစိတ်ဆိုးတယ်ပန်နယ်တီချော်လို့ရှုံးသွားလို့စိတ်ဆိုးတာမဟုတ်ဘူးသူ့ရဲ့ပုံစံကိုမကြိုက်လို့ကပတိန်တင်ရောက်အနေနဲ့မဖြစ်တဲ့ပုံစံကိုမကြိုက်လို့ဒါတပွဲလည်းမဟုတ်တော့နှစ်ပေါင်းများစွာဖြစ်ခဲ့ပြီဒီပုံစံအတိုင်းပဲဟိုပထမတစ်ခေါက်ကလည်းပါလေဟိုနီးပြီးဟိုဒါကဒိုင်လူကြီးကသူ့ကြောကုန်းကိုဝင်တိုက်လိုက်ဆိုပြီးပန်နယ်တီမကန်ကန်ဒီကြောဒိုင်လူကြီးကသူ့ကြောကုန်းကိုမတော်တဆဝင်ပြီးတိုက်လိုက်မိတို့ဆိုပြီးတော့မိုးပေါ်ထောင်ကန်တယ်အခုလဲဒီပုံစံအဲ့ပန်နယ်တီမကန်ခင်နေရနော်ပထမပိုင်းပြီးပထမပိုင်းအစမှာကိုညာတို့ဘောလုံးမပေးတဲ့ကသူဖြစ်နေတာတောက်လျှောက်တပွဲလုံးသူပြတ်သွားတာဘောလုံးတွေလည်းကောင်းကောင်းမပေးဖို့ဆိုတာအဝေးဂိုးဖန်တီးဖို့ဆိုတာအဝေးဘောလုံးကိုသူ့ပေးတာတော့မ6ထဲမှာမထိန်နိုင်ဖြစ်နေတာတောက်လျှောက်တပွဲလုံးကသူစိတ်ကောက်နေတာမိမကြီးတကယ်ဗျာအဲ့ဒီကောင်အသင်းကောင်းဆောင်ကပတိန်လက်ပတ်နဲ့ဟာဒီဘက်ရှုံးလို့စိတ်ဆိုးတာမဟုတ်ဘူးဗျာမရှုံးသင့်မဲနဲ့ရှုံးလို့စိတ်ဆိုးတာမဖြစ်သင့်မဲနဲ့ဖြစ်တာမလို့စိတ်ဆိုးတာတကယ်ပြောတာအော်တကယ်ဟိုတကယ်ဝစ်ကျွေးဗျာဟိုတကယ် Graham Potter ကိုလူစင်းကွာဒါကြီးကလုံးဝကိုဒီပုံစံမျိုးနဲ့ထွက်လာကြမှာโอเคကျွန်တော်ပထမပိုင်းကိုကြည့်ရလို့ရှင်ပထမပိုင်းမှာတော့သူတို့ဟုတ်ကဲ့ passive ကစားတယ်ပြဿနာမရှိဘူးသူတို့ဖိလည်းမဖိဘူးနောက်မှထိုင်တာမဟုတ်ဘူးဟိုမရောက်ဒီမရောက်နဲ့ဒီဂျားလေးတွေကလည်း passing lane လေးတွေကဖြတ်ပြီးကစားတယ်ပြီးတော့သူတို့ second ball တွေလည်းတလုံးမှမမိဘူးဆက်ပြီးချိန်မှာလည်းတလွဲတွေဆက်ပြီးချိန်မှာလည်းအမှန်တကယ်ဟိုဘက်ကချင်းချောက်မှုတွေကအများကြီးဘယင်နာအပတလုံးလောက် save လုပ်တယ်ဟုတ်တယ်ဘယင်နာပုံစံတော့ကျွန်တော်ပြောအော်ကိုသမားမစိုးဘူးပေါ့ပုံစံကတည်ငြိမ်လာပြီပုံစံပြစဖြစ်တယ်နောက်ဆုံးလုံးလည်းတတိယလုံးလည်းကျွန်တော်အကောက်ကန်တယ်အလဲတဲ့မှာဘောလုံးကဘယ်လိုပဲဖြစ်ဖြစ်ဒီဘောလုံးဟိုကိုသမားမိရမယ်ကိစ္စမလွယ်ဘူးအခုချိန်နေဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားပြီလဲဆိုတော့နှစ်ပွဲနိုင်တစ်ပွဲတည်3ပွဲရှုံး9မှတ်ဆိုလို့ရှိရင်73နေရာကိုပြန်ရောက်သွားပြီ73နေရာကိုရောက်သွားပြီ Bravo က17နေရာကိုရောက်သွားပြီ9မှတ်နဲ့6ပဲကြီးအတွက်နဲ့ဘယ်လိုပြောမလဲဆိုတော့တကယ်ဗျဟိုဘောတကယ် Manchester United ကိုအဲ့ဟိုမဖြစ်တဲ့အရာတွေဖြစ်နေတာတော်တော်စိတ်ဆိုးတာဗျာဒီလားကိုရီဟိုရှုံးနေပေးတဲ့နေဆိုလို့ရှိရင်ပေးလိုက်ရှုံးလိုက်ပြဿနာမရှိစိတ်မဆိုးအော်သူတို့ပိုကောင်းလို့နိုင်သွားတယ်ပိုကောင်းလို့နိုင်သွားတယ်ဟာအခုဟာကြီးကဘလုံးမှာကောင်တာကြီးကိုဘုံတိုင်းဆိုပြီးဖောက်ပြီးတော့ဝင်သွားတယ်အဲ့ဒါကြီးကလည်းအစိုးရဒီလိုကစားတဲ့အသင်းပါဆိုတာတီးပြီးသားအဲ့ဒါကိုလည်းဒီဟာကိုဘလုံးမှမပိတ်နိုင်ဘူးဟိုမပိတ်နိုင်ဘူးဆိုလဲတမျိုးအခုကမပိတ်နိုင်တဲ့အပြင်ကိုဒီလိုဖောက်မယ်ဆိုတာကိုဒီလိုမလုပ်ရပါဘူးဆိုတာကိုမလုပ်မဖြစ်မဲ့ပလင်ကိုအဲ့ရကိုလုပ်ပလိုက်တယ်ဒီမကွာရတဲ့ကိစ္စတကယ်ဗျအမိုးရင်ကျွန်တော်စဉ်းစားလို့မရအောင် Chelsea ကစားတဲ့ပုံစံနဲ့ကစားတာမှမဟုတ်တာဗျတကယ်ပြောတာပြောလို့ရှိရင် Brentford တို့ဘာလို့Thiago တို့ဘာတော်တော်ကောင်းတာ Thiago တို့ဘာအခုကျွန်တော် Wizard တို့မရှိတော့ Mbumo တို့မရှိတော့မလို့ Tony တို့မရှိတော့မလို့အပ်ဘူး Thiago တို့အရှိမအခုဆိုလို့ရှိရင်ကျွန်တော်တင်အခုဆိုလို့ရှိရင် Premier League ရဲ့ဒုတိယဂိုးအများဆုံးတွင်ထားတဲ့လူထဲမှာစီးရဲနေမှာပါသွားပြီ2ဂိုးနဲ့ဆိုလို့ရှိရင်အားလေးဟာလည်းအနောက်မှာကျွန်တော်ကဒီဟိုအခုအစ်စ်ခေါ်လာတယ်စူးစဖြစ်တယ်ကိုရီအစ်စ်ခေါ်လာတဲ့ကောင်လေးဒစ်လေနေတကယ်ဗျဟို Mbumo ကလည်းဒီနေ့ပွဲမှာသူ့ရဲ့အိမ်ကွင်းသူတစ်ချိန်ကအောင်မြင်ခဲ့တဲ့ကွင်းကြီးမှာမလို့ပြန်ရောက်သွားတဲ့အချိန်မှာသူ့ပုံစံပုံပြောင်းနေတာလားအဲ့လိုမျိုးဖြစ်နေတာတော့မသိဘူးဒါပေမဲ့တကိုးရောက်သွားတဲ့အခါလဲသူလည်းပါတာပေါ့နော်သူကိုသမားပေါ်မှာသူ pressure လုပ်ပြီးအဲ့ကိုကလည်းကိုသမား free kick တော့မဟုတ်ဘူးကိုသမားကဘယ်လိုပြောလဲဒိုင်ကတော့အဲ့ဒါတော့မှန်တယ်ကိုသမားကိုသူဥစားဖြစ်တယ်ဒိုင်ကလည်းနည်းနည်းတော့ပါတယ်ဗျအိမ်ကွင်းမှာမလို့ကျွန်တော်ပြော record ပေးရမှာအဲ့ဒီလုံးဝ record ကြီးဆွဲလဲပစ်တာဗျာဒီလားတကယ်ဗျ Manchester United ကစောစီ
စနေနဲ့စောစောစီးစီးမာတွေကလုံးဝ weekend နေမှာဟုတ် weekday နေမှာဟုတ် weekend မှာအစောကြီးဖြတ်ပလိုက်တာနောက်ပွဲတွေကြီးရဖို့လည်းတော်တော်ကြီးကိုစိတ်ပြတ်သွားပြီတပြောတာဟိုတပတ်လုံးကိုလုံးဝဆိုမျောလင့်လာပြီးတော့မှထပ်ပြီးဖြတ်လိုက်ပြန်ပြီဒီပွဲကဟိုရှုံးလို့တယ်မဟုတ်ဘူးကန်သွားတဲ့ပုံစံနဲ့ဟိုကျွန်တော်ကခဏပြောသလိုပဲဟိုမဖြစ်တဲ့ဟာအကြောင်းလုတ်ပြီးတော့တမင်ကြီးကိုတိရိုက်နေလုတ်ကျွန်တော်တို့ကောင်မျိုးတောင်တိရဟာဟုတ်အဲ့ဒါကြီးကိုမဖြစ်မကောင်လုတ်ပြီးတော့လွဲတာတကယ်